မင်္ဂလာပါ Drawbridge မှာ ID မယူလဲရလားမေးလာကြတဲ့သူတွေပေါ့နော် Drawbridge မှာ ID မယူလဲရပါတယ်အသုံးပြုလို့ရပါတယ်အရင်ဆုံးသူ့ application မှာကျွန်တော်တို့အခမဲ့ account ဖွင့်ပြီးတာနဲ့သူ့ထဲကထုတ်ကုန်ပစ္စည်းတွေကိုကိုကြိုက်ရာကိုနှစ်သက်ရာအချိန်မရွေးအခါမရွေးဝယ်ယူမှာယူသုံးစွဲလို့ရပါတယ်ဘာ ID မှမလိုပါဘူးဒါကရိုးရိုး account လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ ID account သူကတော့ဝင်ငွေရှာလို့ရပါတယ်သူကတော့ application တွေကသတ်မှတ်ထားတဲ့ promotion ထုတ်ကုန်ပစ္စည်းလေးတစ်ခုကိုတစ်ခါဝယ်သုံးလိုက်တာနဲ့ကျွန်တော်တို့ကိုယ်ပိုင် ID code ရလာအဲ့ဒီရလာတဲ့ကိုယ်ပိုင် ID code ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကဈေးကွက်ချဲ့ထွင်ခြင်းနဲ့ဝင်ငွေရှာဖွေခြင်းဆိုတဲ့ affiliate program ကိုအမြဲတမ်းအသုံးပြုခွင့်ရပါတယ်ဒါကြောင့် Drawbridge မှာ account ဖွင့်ပြီးတော့ ID ယူခြင်းလည်းရတယ် ID မယူခြင်းလည်းရပါတယ်ဒါကအကိုတို့မှတို့100%ဆုံးဖြတ်ခွင့်ရွေးချယ်ခွင့်လုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်အားလုံးပဲအဆင်ပြေကြပါစေ